ရှောင်းဆိုပြီးချောင်းထိုးခဲ့တဲ့နှလုံးသားလေးကအထီးကျန်နေပြီမရေမရမှုသားစကားနဲ့မင်းမို့လို့လေသာသွားရတယ်ခဏလေးလောက်ခိုးနာဖို့ရစရပြဲကြည့်လို့မင်းထင်နေတာဝေဒနာစီးချက်ထဲမှာကားခဲ့ရရုပ်သေးကြိုးပြတ်ပါတရားတွေလည်းပြင်းနေမကြင်ညာတော့ဘူးရှက်တယ်မမြင်ကွယ်ရကြိတ်ပြီးတော့ငုံမဲပြောခဲ့သမျှအယုံကြည်လွယ်တယ်အခုကြတော့ငါပဲအသေးခွဲတယ်အပြောတွေနဲ့လဲစားတထားမရိပ်မိခဲ့တာငါညံလိုက်တာမပြေ